သိန်းခွဲကို3သိန်းပဲစစ်တာလူသားတယ်လို့တော့ကောင်းလေးတွေသူကားလေးသွားပေါ့မကောင်းနေမှာတော့နောက်တစ်ချက်ပို့ရမယ်ဆက်ကြည့်လိုက်အောင်ရှယ်ဒီမှာအပူတွေမပြောဘူးအပြောတွေပူနေမှာဆိုလို့မျက်မြင်နေနဲ့ကျန်ကိုလေးဈေးနှုန်းတစ်ခါလေးပြောလိုက်မှာ3သိန်းခွဲဒါအကုန်လုံး3သိန်းခွဲဒီကောင်တစ်ခုမရဘူးဒီကောင်နဲ့အလဲပန်းနေနဲ့မို့လို့နော်ဒီကောင်နဲ့အင်စလန်ဓာတ်တွေဆိုလို့ရှိရင်5သိန်း